လာမယ်ဇွန်လ21ရက်နေ့မှာကြာရောက်မဲ့17ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာယောဂနေ့ကိုကြိုဆိုတဲ့အနေနဲ့အိန္ဒိယတန်ယုံမှကြီးမှုပြီးစွာမိဝိဝေကနန်းယဉ်ကျေးမှုအဖွဲ့မှဒုတိယအကြိမ်မြောက်ယောဂလေ့ကျင့်မှုအကျိုးသရုပ်ပြခြင်းကိုဇွန်လ9ရက်နေ့ဒီကနေ့မှာရန်ကုန်မြို့ရှိပြည်သူ့ရင်ပြင်မှာကျင်းပပြုလုပ်ခဲ့ပါတယ်။သတင်းပြေဆုံးကိုဆက်လက်တင်ပြပေးမှာဖြစ်ပါတယ်ရှင်။ယောဂကျင့်စဉ်ဆိုတာဘက်စုံကောင်းမွန်ရေးရေရှည်တည်တဲ့ခိုင်မြဲတဲ့လူနေမှုဘဝပုံစံတို့နဲ့တစ်ခုနဲ့တစ်ခုခွဲခြားလို့မရအောင်နီးကပ်စွာဆက်နွယ်နေတာကြောင့်မြန်မာနိုင်ငံတဝန်းကပြည်သူလူထုများယောဂကိုစိတ်ပါဝင်စားကြသူများအမျိုးသမီးများဆယ်ကျော်သက်လူငယ်များအထိအလွှာပေါင်းစုံကပုဂ္ဂိုလ်များလေ့ကျင့်ပြုလုပ်လျက်ရှိတယ်လို့သိရပါတယ်။ Namaste, Mingalava. 17ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာယောဂနေ့ကိုကြိုဆိုတဲ့အနေနဲ့ညီမတို့ဒါဒုတိယအကြိမ်ပြည်သူ့ရင်ပြင်မှာလုပ်တဲ့ယောဂပွဲပေါ့နော်ပန်းချံရဲ့ energy ပေါ့သူ့ရဲ့ positive energy လေးရတယ်နောက်ပြီးဒီမှာကအများကြီးပဲ activities တွေကိုတွေ့တယ်ပေါ့နော်အဲ့တော့မြန်မာပြည်မှာရှိတဲ့ပြည်သူပြည်သားတွေအားလုံးကလည်းဒီကျန်းမာရေးကိုလိုက်စားကြတယ်ဒီမှာအများကြီးပဲအားကစားလာလုပ်ကြတယ်ဆိုတော့သိရတာဝမ်းသာပါတယ်တဲ့ဒီယောဂလုပ်ပုံလုပ်နည်းတွေကအိန္ဒိယအစိုးရကနေပြီးတော့သတ်မှတ်ထားတဲ့ poster အတိုင်းလုပ်တယ်ပေါ့နော်ပထမဆုံးအနေနဲ့ prayer အဆုတောင်းတာနေစမယ်ပြီးသွားလို့ရှိရင်အသက်ရှူလေးကျင့်ခံပြီးသွားရင်ယောဂရဲ့ဒီ posture ပြီးသွားလို့ရှိရင်တရားထိုင်တာနဲ့ဆုံးတယ်။နောက်မြန်မာနိုင်ငံကဒီဗုဒ္ဓဘာသာကိုနိုင်ငံဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာမှာတရားထိုင်တဲ့ဟာရှိတဲ့အတွက်ဒီမြန်မာနိုင်ငံလူတွေလည်းဒီတရားထိုင်တဲ့ဟာနေစလို့ရှိရင်စိတ်ရောကိုရောပေါ့နော်အရန်ကောင်းမွန်မယ်ပေါ့နော်အဲ့ဒါကိုပြောတာရှိနောက်ပြီးတော့ညီမတို့ဒီနှစ်ကဒီ yoga ရဲ့ team ကအိန္ဒိယအစိုးရတက်မှတ်ပြုထားတဲ့ team က yoga for one art and one health yoga ကကဘာကြီးတစ်ခုအတွက်ကျန်းမာရေးတစ်ခုအနေနဲ့ဆိုပြီးတော့အဲ့ဒီ team အနေနဲ့ညီမတို့ဒီနှစ်က promote လုပ်ထားတာပေါ့နော်21ရက်နေ့ main ပွဲမှာညီမတို့ကျင်းပမယ်ပေါ့နော်အဲ့မှာအားလုံးကို yoga မစသေးတဲ့လူတွေလည်းဒီနေ့ကနေစပြီးတော့ yoga ကိုစလုပ်ပေးပါတဲ့ကျန်းမာရေးကိုဦးစားပေးပါမယ်နော်အခုခေတ်မှာလူတွေအားလုံးအလုပ်တွေတခြားဟာတွေနဲ့အရန်busy ဖြစ်နေတဲ့အခါမှာကျတော့ကျမကြီးဦးစားပေးပြီးလှုပ်ထက်ကကြတော့ကိုယ့်ရဲ့အနာဂတ်ကိုယ့်ရဲ့တိုင်းပြည်အတွက်ကိုပို့ပြီးတော့ထောက်ပံ့ပေးလို့ရတယ်ဆိုပြီးပြောတာပါရှင်ဟာ Thank you so much. ယောဂကိုပုံမှန်လေ့ကျင့်တာကြောင့်ခံစားရတဲ့ယောဂဝေဒနာတွေတက်တာလာတယ်လို့လည်းပြောပါတယ်ယောဂဆိုတဲ့အခါမှာဖြစ်ပေါ်တဲ့ဝေဒနာတွေတိတိတသာပျောက်ကင်းပါတယ်လို့နောက်ပြီးတော့သူကပေါ့နော်ယောဂဆိုတာတရားသဘောလိုပဲသူကဒီလိုပဲစိတ်ထဲမှာဆွဲပြီးတော့ကျင့်ရတဲ့သဘောဆိုတော့ကောင်းပါတယ်လို့စားစားရဒီယောဂကျင့်စဉ်ကိုကျင့်လိုက်တဲ့အခါမှာကို control တော်တော်လေးလုပ်နိုင်တယ်တရားသဘောနဲ့ကြည့်မယ်ဆိုရင်လောဘတွေပဲဖြစ်ဖြစ်ဒေါသတွေပဲဖြစ်ဖြစ်မောဟတွေပဲဖြစ်ဖြစ်အဲ့ဒီဖြစ်စဉ်တွေကိုကိုကလိုက်ပြီးတော့သတိလေးကပ်ပြီးတော့လိုက်ပြီးတော့ထိန်းချုပ်နိုင်တဲ့ဟာကအဲ့ဒါအကျိုးများဆုံးပဲ17ကြိမ်မြောက်ပြည်ပြည်ဆိုင်ရာယောဂနေ့အထိမ်းအမှတ်အခမ်းအနားကိုလာမယ့်ဇွန်လ21ရက်နေ့မှာရန်ကုန်မြို့ရှိသုဝဏအားကစားကွင်းမှာကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်